အလုံးပဲခရစ်တော်ရဲ့နာမနဲ့မင်္ဂလာပါလို့ရှေးဥစွာနှုတ်ခွန်းဆက်တာလိုပါတယ်ဒီလောကမှာအသက်ရှင်ကြတဲ့လောကလူသားအားလုံးဟာကောင်းတာကိုလည်းသိတယ်မကောင်းတာကိုလည်းသိတယ်လူသားတွေဖြစ်ပါတယ်ဒါပေမဲ့ကောင်းတာကိုသိပေမဲ့ကောင်းအောင်ကျွန်တော်တို့မလှုပ်ဆောင်နိုင်ပါဘူးမကောင်းမှသိရတဲ့လည်းမရှောင်နိုင်ကြတဲ့လူသားတွေဖြစ်ပါတယ်ဒါကြောင့်မို့ဘာကြောင့်မို့ကျွန်တော်တို့ကောင်းတာကိုမလုပ်နိုင်တာလဲဘာကြောင့်မို့မကောင်းမှသိရတယ်လဲမရှောင်နိုင်တာလဲဆိုတဲ့အဖြေကိုရှာမယ်ဆိုရင်လူကိုဖန်ဆင်းတဲ့ဖယားဖက်ကိုလက်ဖို့လိုအပ်ပါတယ်ဖယားသခင်ကကဘာဦးကတိကနေကဘာဦးခန်းကျနစ်အငယ်စက္ကွန်ထဲမှာကောင်းမကောင်းတိကျွမ်းရအပြင်ရအတီးကိုမစားနဲ့စားတော့နေမှာအေကန်အမှန်သေးမယ်လို့ဘုရားသခင်ပြညတ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ကဘာဦးလူသားဖြစ်တဲ့အာဒံနဲ့အေဝါဟာဖျားတကယ်ပြညတ်ထားတဲ့ကောင်းမကောင်းတိကျွမ်းရအပြင်ရဲ့အတီးကိုစာရမဏေရဲ့လက်ဖြားမှုကိုနားယောင်ပြီးတော့စားလိုက်တဲ့နေ့ကနဲ့စပြီးတော့ထိုအပြင်ရဲ့အတီးရဲ့ music ဟာသူတို့ရဲ့နှလုံးသားထဲမှာတည်တည်သွားတယ်ဆိုတော့ကိုကျွန်တော်တို့နားလည်ရပါတယ်ထိုနေ့ကနဲ့စပြီးတော့ကောင်းမကောင်းကိုသူတို့တည်သွားတယ်ဖျားတခင်နဲ့ဝေးကွာသွားတယ်ဖျားတခင်ရဲ့စကားကိုနားမထောင်ဘဲနဲ့ချိုးဖောက်တဲ့အတွေ့အကြုံမို့ဖခင်ရဲ့ကြိမ်ချင်းနဲ့တူတူပေါ်မှာတက်ရောက်သွားတယ်ဆိုတော့ကိုကျွန်တော်တို့နားလည်ရပါတယ်အဲ့တော့အဲ့ဒီနေ့ကလည်းစပြီးတော့စာဒမာနရဲ့ခြေလေမှုအပြစ်တရားရဲ့ခြေလေမှုအောက်မှာလူသားအားလုံးဟာကြာရှုံးနေရတာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ချိန်ခါမှာလူတွေဟာကောင်းတဲ့အရာကိုမလှုပ်ဆောင်နိုင်ကြတာမကောင်းတဲ့အရာကိုမရှောင်နိုင်ကြတာကဘာဦးကတဲ့ကနဲ့ကောင်းမကောင်းတိကျွမ်းရအပြင်ရဲ့ music ဟာကနေချင်းကတဲ့လူတိုင်းရဲ့နှလုံးသားထဲမှာအနစ်ဆွဲလက်ရှိနေတဲ့အတွက်ကြောင့်မို့တွန်တွဲလက်ကောင်းမကောင်းအရာရဲ့ music အတွန်တွဲလက်ရှိနေတဲ့အတွက်ကြောင့်မို့ကောင်းတာကိုလုံနိုင်ရင်လည်းမကောင်းတာကျွန်းလွန်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့လူတွေဟာကာရကန်ဆိုတဲ့ကိုထိလက်ရောက်ပြစ်မှားမှုကိုရှောင်နိုင်ပေမဲ့ဝစီကန်ဆိုတဲ့နှုတ်အားဖြင့်ပြစ်မှားနေကြတာဖြစ်ပါတယ်နှုတ်အားဖြင့်ပြစ်မှားခြင်းကိုထိန်းနိုင်ပေမဲ့မနှောအားဖြင့်ကျွန်းလွန်နေကြတာဖြစ်ပါတယ်ဒါကြောင့်မို့လောကလူသားအားလုံးဟာဘယ်လိုပဲပုံပဲဖြစ်ဖြစ်ဘယ်လိုစ조사ခြင်းအားဖြင့်လည်းဖြစ်ဖြစ်ကောင်းရာကိုရောက်ဖို့အတွက်မျှော်လင့်ချက်မရှိပါဘူးဘာကြောင့်လဲဆိုကျွန်တော်နှလုံးသားထဲမှာကောင်းမကောင်းတိကျွမ်းတဲ့music ရဲ့တည်တည်ပြီးသားဖြစ်တဲ့ကြောင့်လူတိုင်းလွတ်မြောက်နိုင်ဖို့ဆိုတာမလွယ်ပါဘူး။တနေ့ကျရင်လူတိုင်းဟာငရေကိုတွားကြရမှာပါ။ဒါကြောင့်ဒီလူတွေမလွတ်မြောက်နိုင်တဲ့အတွေ့အကြောင်းလူတိုင်းအားလုံးဟာတရက်ငရေကိုတွားပြီးတော့ငရေကိုထဲမှာတနေ့ဒုက္ခဆင်းရဲခံရမှာဖြစ်တဲ့အတွေ့အကြောင်းလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလေးကနေဖယားခင်ရဲ့သားတော်ဟာဘဲလေးမြို့မှာဖွားမြင်ခဲ့ပါပြီ။ဘယ်လေးမြို့မှာဖွားမြင်ခြင်းဟာလောကလူသားအားလုံးကိုကေတင်ဖို့အတွက်ဖွားမြင်လာတာဖြစ်ပါတယ်။ဒါကြောင့်မို့လွန်ခဲ့တဲ့နှစ်ပေါင်း2000ခရေကနေကားတိုင်းမှာလောကလူသားတွေမလွတ်မြောက်နိုင်တဲ့မလွတ်ဆောင်နိုင်တဲ့အရာအားလုံးကိုတန်တရားဝတ်ကြွေးအားလုံးအပြစ်အားလုံးကိုကားတိုင်းမှာအပြီးပိတ်ဆက်ခဲ့ပြဖြစ်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေယခုလိုခရစ်စမတ်ကာလမှာယေရှုခရစ်တော်ရဲ့ကေရီခြင်းတဲ့သင်းစကားဝမ်းမြောက်ပွားရာတည်င်းစကားကိုအများကြီးကြားတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့ကြားတဲ့နေရာကနဲ့မိတ်ဆွေစဉ်းစားပါယေရှုခရစ်တော်ကတော့ဝလဲရဲ့ပြင်ပန်းတော့သူအပေါင်းတို့ငါထံတို့လာပါငါတွေချမ်းသာပေးပြီလို့ခေါ်ပေးနေရှိတဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေထိုအရှင်ကျွန်တော်တို့အတွက်လှုပ်ဆောင်ခဲ့တယ်လို့ခံယူပြီးတော့ထိုအရှင်ကိုယုံကြည်လက်ခံမယ်ဆိုရင်တင်ငရေသွားစရာမလိုတော့ပါဘူးဖျားတင်စင်ထားတဲ့ကောင်းကင်နိုင်ငံတော်ကိုဧကမုတ်ချရှောင်းမဲ့လမ်းရှိကြောင်းရောက်နိုင်မှာဖြစ်ကြောင်းကိုမျက်တာနဲ့ပြောပြလိုတာဖြစ်ပါတယ်ကြာနာတော့ရောက်စီတိုင်းပေါ်မှာဘုရားခင်ဆက်လက်ကောင်းချီးပေးပါ